ကျွန်တော်မနေ့က Facebook မှာနေရာဒီကျောင်းပိတ်တဲ့အခါကလေးတွေကိုအင်္ဂလိပ်ဘာသာစကားသင်ကြားပေးဖို့တိုက်တွန်းတဲ့ post လေးတစ်ခုကိုဖတ်လိုက်ရပါတယ်ဒီ post တဲမှာပြောထားတာကသူကဒီသင်တန်းတွေတက်တဲ့အခါမှာအင်္ဂလိပ်လိုပြောပြီးတော့သင်တဲ့သင်တန်းတွေကိုရွေးပြီးတော့အပ်ဖို့ပေါ့နော်မြန်မာလိုပြောပြီးတော့သင်တဲ့သင်တန်းတွေကိုမတက်ဖို့ဒါမျိုးလေးတိုက်တွန်းတာလေးတွေ့လိုက်ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှဒါကျွန်တော်ဒီဗီဒီယိုလေးလုပ်ဖို့အတွက်စိတ်ကူးမိသွားတာဖြစ်ပါတယ်အဓိကကတော့ဒီအင်္ဂလိပ်ဘာသာစကားသင်ကြားတဲ့အခါမှာ English only ပဲသုံးပြီးတော့သင်ကြားသင်လားဒါမှမဟုတ်ရင်ကလေးတွေရဲ့မိခင်ဘာသာစကားကိုရောတွဲဖက်ပြီးတော့သင်ကြားသင်လားနောက်တစ်ခုတခြားသင်နည်းတွေနဲ့ပတ်သက်လို့ပေါ့နော်ဟိုအရင်ကပေါ်ခဲ့တဲ့ grammar translation method တွေကအသုံးမဝင်တော့ဘူးလားအသုံးဝင်သေးရဲ့လားဒီနေ့ခေတ်မှာ printed သုံးနေကြတဲ့ဒီ communicative language teaching approaches တွေကရောဘယ်လိုအကျိုးတွေများလဲပေါ့နော်ဒါမှမဟုတ်ရင်လည်းသူ့ရဲ့အားနည်းချက်တွေကဘာတွေရှိနိုင်လဲစသဖြင့်ပေါ့နော်ဒီသင်နည်းတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အမေးများကြတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့ what is the best method ပေါ့နော်အကောင်းဆုံးနည်းကဘာလဲဆိုတဲ့မိကုံးလေးဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုပြောသွားမှာဖြစ်ပါတယ်ဒီဟာလေးကိုပြောဖို့အတွက်စဉ်းစားလိုက်တဲ့အခါမှာကျွန်တော်တက္ကသိုလ်ပြီးစအလုပ်စဝင်တဲ့အချိန်ကိုတွားပြီးတော့သတိရမိပါတယ်အဲ့ဒီအချိန်တော့ကျွန်တော်အကျောင်းကနေပြီးတော့ကိုတက္ကသိုလ်ကနေပြီးတော့သင်ကြားနည်းအသစ်တွေပေါ့နော်အများကြီးသင်ယူခဲ့ရတယ်သင်ယူခဲ့ရတဲ့အခါကျတော့ဒီနည်းတွေကိုလက်တွေ့ပေါ့နော်လက်တွေ့ကျောင်းမှာပြင်ပြီးတော့အသုံးချဖို့အတွက်အမြဲစိတ်အားတွေတက်ကြွနေခဲ့တာပေါ့နော်အဲ့တော့ကျောင်းကိုရောက်တဲ့အခါမှာကျွန်တော်တခြားဆရာမတွေသင်တာကိုလေ့လာကြည့်မိတဲ့အခါသူတို့ကဒီနည်းတွေကိုဘာလို့မသုံးတာလဲသူတို့ကမသိကြလို့လားအဲ့လိုတွေးမိတယ်တနည်းအားဖြင့်လဲသူတို့ကဒီနည်းတွေကိုမသိလို့မသုံးတာဆိုရဲအမြင်လေးဝင်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဒီနည်းတွေကိုလက်တွေ့အသုံးချကြည့်တဲ့အခါမှာစိန်ခေါ်မှုတွေအခက်အခဲတွေအများကြီးကြုံတွေ့ရတယ်ပေါ့အဲ့ဒီတော့ကတော့ဒါဘာကြောင့်ဒီကိုလုံးဝခစ်မိတယ်လို့ထင်ခဲ့တဲ့ up to date နည်းတွေကဘာကြောင့်ကိုယ့်ရဲ့စာသင်ခန်းထဲမှာအသုံးချဖို့တော့ခက်ခဲနေတာလဲဆိုတာကိုကျွန်တော်ကောင်းကောင်းမသုံးသပ်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့အခုအဲ့ဒီလိုမျိုး series ဆင်မတို့လည်းခန်းစားနေရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကအတိုင်းအတာတစ်ခုထိထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ် Okay အဲ့တော့ဒီသင်နည်းကိုပြောလိုက်တဲ့အခါမှာကျွန်တော်ဖတ်ဖူးတဲ့ article တစ်ခုမှာသူက Jackson Richard နဲ့ Schmidt တို့ရေးထားတဲ့အမှတ်ဒါပဲအဲ့ဒီ article တစ်ခုမှာဆိုရင်သူကဒီသင်နည်းကဘာခက်ဆက်ပေါ့နော်ဒီသင်နည်းတွေဆိုတာကကျွန်တော်တို့အခြေအနေ6ရက်ပုံမူတည်ပြီးတော့မှဒါပေါ်ပေါက်လာကြတာဖြစ်တယ်အဲ့ဒီပေါ်ပေါက်လာကြတဲ့အခါမှာသူတို့ကိုအသုံးချမှုကဒီစောစောကပြောတဲ့ဒီ perspective ပေါ့နော်ဒီ viewpoint 6ခုပေါ်မှာတွားပြီးတော့အဓိကတက်ရောက်နေတယ်ပေါ့နော်အဲ့ဒီ6ခုကိုဒီ Scott Thornby ကတော့သူကဒီ dimension လေးတွေခွဲပြီးတော့မဟုတ်ပါဒီဘက် dimension လေးတွေခွဲပြီးတော့ပြောပြသွားတာရှိတယ်ပေါ့နော်အဲ့ဒီပြောပြတဲ့နေရာလေးကျွန်တော်လည်းတော်တော်လေးသဘောကျတယ်ဒါကြောင့်သူ့ရဲ့ dimension လေးကိုကျွန်တော်ဒီမှာ refer လုပ်ထားတယ်ပေါ့နော် reference အနေနဲ့ယူပြီးတော့ဒီမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့စောစောကပြောတဲ့ဒီလွှမ်းမိုးတဲ့အချက်6ချက်ဆိုတာပထမတစ်ချက်ကတော့ဒီသင်နည်းတွေရဲ့သဘောတဘာဝကသူတို့ဘာသာစကားရဲ့သဘောတဘာဝကိုရှုမြင်တဲ့အပေါ်မှာနံပါတ်1မူတည်ရပေါ့နော်ဆိုပါတော့တချို့သောသင်နည်းတွေကိုဖန်တီးတဲ့သူတွေကဒီဘာသာစကားဆိုတာဒီ form လို့ခေါ်တဲ့ပုံစံတွေပေါ့နော် structure တွေဖွဲ့စည်းတည်ဆောက်ထားတဲ့ဟာလို့သူတို့ကမြင်တဲ့အခါမှာအဲ့ဒီပုံမှာ focus ထားပြီးတော့ဘာသာစကားကိုချိတ်ခဲ့ကြတယ်ဒါကြောင့်မလို့ဒီ form ကိုအဓိကထားတဲ့သင်နည်းတွေကတော့သူကကျွန်တော်တို့ဆိုပါစို့ grammar structure တွေပေါ့နော် present perfect tense ကိုဘယ်ခါမှသုံးမလဲလို့ဘာလို့ဒါမျိုးတွေကိုသူကအဓိကဦးစားပေးပြီးတော့သင်ကြားကြတယ်ပေါ့နော်တစ်ဖက်ကကြည့်ရင်လည်းကျွန်တော်တို့ဒီ function ကို
ဦးစားပေးတဲ့သင်နည်းတွေဆိုပြီးတော့လည်းပေါ်ပေါက်လာခဲ့တယ်ပေါ့နော် function ကိုဦးစားပေးတဲ့သင်နည်းတွေရဲ့အယူအဆကတော့သူကဘာသာစကားဆိုကိုသင်ကြားတဲ့အခါမှာအဓိကကဘာသာစကားကိုသုံးပြီးတော့ကိုလက်တွေ့လုပ်နိုင်မယ့်အရာကိုဦးစားပေးရမယ်ပေါ့နော်သူရဲ့လှုပ်ဆောင်နိုင်စွမ်းပေါ့နော်ဆိုပါတော့ကျွန်တော်တို့စားသောက်ဆိုင်တစ်ခုကိုသွားတဲ့အခါမှာဘယ်လို order မှာကြမလဲပေါ့နော်စသဖြင့်ဒီဟာမျိုး function ကိုအဓိကဦးစားပေးရတဲ့နီးတွေဖြစ်ကြတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ချီကပ်ပုံတွေကမတူကြဘူးတချို့က form ပေါ်မှာချီကပ်တယ်တချို့က function ပေါ်မှာချီကပ်ကြတယ်အဲ့တော့တချို့ကကြတော့လေအဲ့ဒီနှစ်ခုစလုံးကိုချီကပ်ကြတာလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီသူတို့ကိုရှုမြင်တဲ့အခါမှာဟိုဘက်ဒီဘက်ရှိနေတဲ့ black and white ပေါ့နော်ဟိုဖြစ်နေတဲ့အရာနှစ်ခုဆိုတာတက်မှန်တယ်မှားတယ်ဆိုတာတက်ကျွန်တော်တို့ကချိန်သီးနာရီလေးတစ်ခုလို့ပေါ့နော်တခါတလေမှာချိန်သီးနာရီအချိန်တိုင်းတာအရာပေါ့နော်သူလိုအပ်ချက်ရကျွန်တော်တို့က form ကိုဦးစားပေးရတာမျိုးရှိနိုင်တယ်ဒါမှမဟုတ်တခါလေးမှာကျွန်တော်တို့က function ကိုဦးစားပေးရတာမျိုးရှိနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကအဲဒီနှစ်ခုရဲ့ကြားချပြီးအလယ်မှာပေါ့နော်ကျွန်တော်တို့ရှိနေရတာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဆရာမတွေအနေနဲ့ရှုမြင်တဲ့အခါမှာပုံသေးပေါ့နော်ဒီ form ကိုပဲတွားရမယ် function ကိုပဲတွားရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဘယ်ဟာကတော့ကိုယ့်အတွက်တင့်တော်မလဲကိုယ့်အကြောင်းသားတွေအတွက်တင့်တော်မလဲဆိုတာကိုကျွန်တော်တို့ကရှုမြင်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီဘာသာစကားသင်ယူမှုသူသဖြင့် second language learning ပေါ့နော်second language နောက်ပိုင်း acquisition ပါညာပေါ့နော်ဒီသင်ယူမှုပုံစံနဲ့ပတ်သက်ပြီးတော့မြင်တဲ့ရှုထောင့်ကကြတော့တချို့ကကြတော့ဒီဘာသာစကားဆိုတာဆော့ပြောလို့ structure တွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုအစိပ်ပိုင်းခြားပြီးတော့လေ့လာသင်ယူတာကထိရောက်တယ်လို့မြင်ကြတယ်ဥပမာဆိုပါတော့ဒါကတော့ subject ဒါကတော့ verb ဒါကတော့ object စသဖြင့်ပေါ့နော် analytic ပုံစံမျိုးနဲ့လေ့လာသင်ယူကြတယ်ဒီ direct ကနေ indirect ပြောင်းရင်ဘယ်လိုပြောင်းရမလဲစသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးပဲတချို့ကကြတော့ဘာသာစကားကိုသင်ယူရဲဆိုတာကlearning by doing ပေါ့နော်လက်တွေ့ပြောခြင်းအဖြစ်မဲ့လက်တွေ့အသုံးချခြင်းအဖြစ်သင်ယူရမယ်လို့ရှုမြင်ကြတဲ့သူတွေလည်းရှိတယ်။ဒါကြောင့်မလို့ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဟိုမှာ test based language teaching လို့ပေါ့နော်လက်တွေ့အသုံးချနိုင်အောင် test တွေဖန်တီးပေးရမယ်ဆိုပြီးတော့မှချိကကြတဲ့ပုံစံတွေရှိတယ်ပေါ့နော်။ဒါကြောင့် experiential approach ဒီလိုပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးချိကကြတယ်။နောက်တစ်ချက်အနေနဲ့ဒီဘာသာစကားသင်နည်းတွေရဲ့လွှမ်းမိုးနိုင်တဲ့အချက်တစ်ခုကတော့ဒီကျွန်တော်တို့သင်နေတဲ့ရည်ရွယ်ချက်အဓိကရည်ရွယ်ချက်ကဘာလို့သင်နေတာလဲပေါ့နော်ကလေးတွေကဒါပုံကျောင်းသားတွေကတော့သူတို့ကဘာကြောင့်သင်ယူနေတာလဲပေါ့နော်သူတို့သင်ယူရတဲ့ရည်ရွယ်ချက်ကဟိုမှာသူတို့အတွက်ဟိုထားပါတော့ဒီ writing တွေရေးဖို့research paper တွေရေးဖို့အတွက် accuracy ပေါ့နော်မှန်ကန်တိကျမှုကအရေးကြီးတာလားပေါ့နော်အကြောင်းတချို့သင်နည်းတွေက accuracy လို့ခေါ်တဲ့မှန်ကန်တိကျမှုပိုင်းကိုသူကဦးစားပေးတယ်ဒါကြောင့်အမှားမခံမှုမမှားအောင်လို့ဥပမာကျောင်းသားတွေကို drill လိုမျိုးပေါ့နော်ထပ်ခါတလဲ repetition တွေလုပ်ခိုင်းတာမျိုးတွေပြုတ်လုပ်တယ်ဒါတွေကိုဦးစားပေးပြီးတော့သင်ကြတယ်အဲ့ဒီလိုမျိုးပဲတချို့ထားပါတော့ကျောင်းသားတွေရဲ့ရွေးချက်ကသူက communication ကအဓိကပေါ့နော်အဓိကက message တခုကိုပေးခြင်းနဲ့ကိုပြောလို့တဲ့အကြောင်းအရာတခုတခြားသူသိသွားရင်ရပြီပေါ့နော် communicate လုပ်ဖို့ကအဓိကပဲလို့ယူဆတဲ့နီးတွေကကျွန်တော်တို့က communication ကိုဦးစားပေးကြတယ်ဒါကြောင့် grammar မှားတာဘာညာကိုgame မဆိုင်ဘူးပေါ့နော်သူကတော့ communication ပေါ်မှာဦးစားပေးပြီးတော့သွားကြတယ်ဒါကနောက်တစ်ချက်ပေါ့နော်နောက်တစ်ခုအရေးကြီးတာကကျွန်တော်တို့သုံးတဲ့ syllables အမျိုးအစားတွေပေါ်မှာလည်းမူတည်နိုင်ပါတယ်ထားပါတော့ဒီ syllable သင်ရိုးတွေပေါ့နော်သင်ရိုးညွှန်းတမ်းတွေအနေနဲ့ဆိုလို့ရှိရင်ဒီ system လို့ခေါ်တဲ့system based syllabus တွေပေါ့နော်သူတို့ဆိုလို့ရှိရင်ဒီဘာသာစကားကိုရှုမြင်တဲ့အခါမှာသူတို့ကဘာသာစကားဆိုတာကျွန်တော်တို့ဟိုစောစောကပြောရဲဒီset ကြီးတစ်ခုလိုပဲပေါ့နော်သူမှာဖွဲ့စည်းပုံအမျိုးမျိုးပါတယ် grammar ပါတယ် phonology ပါတယ် vocabulary ပါတယ်စသဖြင့်ပေါ့နော်ဒီလို system တွေကိုသူကဦးစားပေးပြီးတော့မှသွားတဲ့သင်နည်းတွေရှိတယ်အဲ့ဒီခါကျတော့သူကအဲ့ဒီဘာသာစကားကိုသင်တဲ့အခါမှာအဲ့ဒီနည်းနဲ့သင်တဲ့အခါမှာသူကဒါကြောင့် grammar တည်တဲ့ phonology တည်တဲ့ vocabulary တည်တဲ့ဆိုပြီးတော့system based သွားကြတာပေါ့နော်အဲ့ဒီလိုမျိုးပဲတချို့ syllabus တွေကျတော့ skills လို့ခေါ်တဲ့ဒီ listening reading writing စသဖြင့်ပေါ့နော်ဒီ skill တွေကိုဦးစားပေးပြီးတော့သွားကြတယ် skill based syllabus တွေလည်းရှိတယ်ပေါ့နော်
နောက်တစ်ခုကဒီသင်ယူညွှန်းတန်းတွေ course book တွေထားပါတော့เนาะဒါတွေမှာဆိုရင် segregated လောက်ထားတဲ့ course book တွေလည်းရှိရယ် curriculum တွေလည်းရှိရယ် segregated လောက်ထားတဲ့ curriculum တွေဆိုတာကတော့ဘာသာစကားဆိုတာတီချာဖြစ်ရက်တည်နေတာပေါ့နော်တခြားဘာသာရက်တွေနဲ့တွားပြီးတော့မရောဘူးတည်တတ်ထားတဲ့curriculum တွေရှိမယ်ပေါ့နော်အဲ့တော့ integrated curriculum ဒီကတော့တခြားဘာသာရက်တွေနဲ့အတူ integrate လုပ်ပြီးတော့မှပေါင်းစပ်ပြီးသင်ကြတဲ့curriculum မျိုးတွေပေါ့နော်ထားပါတော့maths သင်ဖို့အတွက်အင်္ဂလိပ်ဘာသာစကားကိုသုံးပြီးတော့သင်ရတာမျိုးတွေဒီလိုမျိုးပေါ့နော် content based language teaching ဒါမျိုးတွေပေါ့နော်ဒီဟာတွေ integrated syllabus တွေလည်းရှိတယ်ပေါ့နော်ဒီဟာတွေပုံမှုတည်ပြီးတော့လည်းသင်နည်းတွေရဲ့ approach လုပ်ပုံမှာကွဲပြားသွားတယ်ပေါ့နော်နံပါတ်5အနေနဲ့ကတော့ကျွန်တော်တို့ဒီသင်နည်းတွေကိုသင်တဲ့အခါမှာအဲ့ဒီမှာပါတဲ့ဆရာတွေသင်ယူသူတွေပြီးရင်သုံးတဲ့သင်ထောက်ကူပစ္စည်းပါညာပေါ့နော်ဒါတွေရဲ့အခန်းကဏ္ဍကလည်းသူကအရေးကြီးပါတယ်အဲ့တော့ဒီဆိုပါတော့သူတို့ရဲ့အဓိက focus က cognitive လို့ခေါ်တဲ့ကျွန်တော်တို့အုံနောက်ပိုင်းဆိုင်ရာအသိဉာဏ်ပိုင်းဆိုင်ရာဒီ logic ပိုင်းဆိုင်ရာကိုဦးစားပေးတဲ့ဟာရှိတယ်အဲ့တော့ဒါကြောင့်မလို့ဘာသာစကားကိုသင်တဲ့အခါမှာဘယ်လိုသင်ရတယ်ဘာကြောင့်သင်ရတယ်စသဖြင့်ပေါ့နော်သူကဒါတွေကိုဦးစားပေးတဲ့နည်းတွေလည်းရှိပါတယ်အဲ့ဒီသူ့ရဲ့တခြားတစ်ဖက်မှာတော့ဒီ effective လို့ခေါ်တဲ့ဒီကျွန်တော်တို့ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာ emotion တွေကျောင်းသားတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာနောက်တစ်ခုက motivation ပါညာပေါ့နော်ဒီစိတ်အားတက်ကြွနေသလားဒါမှမဟုတ်သူတို့ emotion ပိုင်းဆိုင်ရာအရာသူတို့ဒီနေ့anxiety ပေါ့နော်ဆိုရင်တခုခုရှိနေသလားစသဖြင့်ပေါ့နော်ဒီလိုမျိုးကျောင်းသားတွေကိုသင်ပေးတဲ့အခါမှာwhole person learning လို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတစ်ခုလုံးကိုလွှမ်းခြုံပြီးတော့မှစဉ်းစားတယ် effective ကိုအဓိကထားတဲ့နည်းတွေလည်းပေါ်ပေါက်ခဲ့တယ်တချို့နည်းတွေကကျတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့မှာ transmissive model နဲ့သွားကြတာလည်းရှိတယ် transmissive ဆိုတာကတော့ဆိုတော့ပြောတယ်ဆရာရဲ့အခန်းကဏ္ဍကဆရာက knowledgeable person ဖြစ်တယ်ပညာတတ်ကျွမ်းတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ကျောင်းသားကမသိသေးတဲ့သူဖြစ်တယ်ဒါကြောင့်ကျောင်းသားကဆရာက transfer လုပ်ပေးတဲ့ဟာကိုလက်ခံရမယ်ဆိုတဲ့သဘောမျိုးပေါ့နော်တနည်းအားဖြင့်ဘာမှမရှိတဲ့ရေအိုးတစ်ခုလို့အိုးအလွတ်တစ်လုံးတစ်ခုလို့ပေါ့နော်ဆရာကအဲ့ဒီကိုရေတွေဖြည့်ပေးရတယ်ဆိုတဲ့သဘောမျိုး transmissive model နဲ့တွားတဲ့ပုံစံရှိတယ်သူရဲ့တခြားတစ်ဖက်မှာတော့ကျွန်တော်ဒီ dialogic လို့ခေါ်တဲ့ဘာသာစကားသင်ယူရဲဆိုတာဆရာနဲ့ကျောင်းသားနဲ့အတူတူ conversation တွေပြောဆိုဆက်ဆံခြင်းတွေကနေပြီးတော့မှလေ့လာသင်ယူတက်မြောက်တယ်ဆိုတဲ့သဘောတရားပေါ့နော်ဒါကြောင့် dialogic ပုံစံနဲ့သွားတယ်ဆရာကပဲexpert တယောက်အနေနဲ့ one way သွားတာမျိုးမဟုတ်ဘဲနဲ့အပြန်အလှန်ပြောဆိုဆက်သွယ်ရင်းနဲ့ပဲကျွန်တော်တို့ကသင်ယူရဲဆိုတဲ့ dialogic approaches တွေအထူးသဖြင့်ဒီ CLT လိုမျိုးပေါ့နော်ဒီနည်းတွေဒါပေါ်ပေါက်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့သတိထားရမှာကဒီကျွန်တော်တို့သုံးတဲ့teaching procedures တွေtechniques တွေနောက်တစ်ခု activities တွေပေါ့နော်ဒီဟာတွေကလည်းဒီဟာတွေပုံမူတည်ပြီးတော့လည်းကျွန်တော်တို့သုံးတဲ့နည်းတွေကအမျိုးမျိုးကွဲပြားသွားကြတာရှိတယ်ပေါ့နော်တချို့သောနည်းတွေကဥမာ detective လို့ခေါ်တဲ့နည်းကိုသုံးကြတယ် detective ဆိုတာအကြံဉာဏ်ပြောမယ်ဆိုရင်တော့ဆရာကဒီ rule တစ်ခုကိုပြောပြလိုက်တယ်ထားပါတော့ကျွန်တော်တို့ဒီ simple present tense ကိုဘယ်ခါမှသုံးရမယ်ဆိုပြီးတော့ပြောပြလိုက်တယ်ပေါ့နော်အဲ့ဒီပြောပြလိုက်တဲ့ဟာကိုကျောင်းသားတွေကနောက်ကနေလိုက်ပြီးတော့ practice လုပ်တယ်example တွေသုံးကြတယ်ပေါ့နော်ဒီလိုသွားတဲ့ပုံစံဖြစ်တယ်သူရဲ့တခြားတစ်ပတ်မှာ inductive ဆိုတာဆရာကတော့ present simple tense ကိုဘယ်ခါမှသုံးရမယ်လို့မပြောဘဲနဲ့ကျောင်းသားတွေကိုအဲ့ဒီ example တွေပေါ့နော်လောက်ခိုင်းလိုက်တယ်ပြီးတော့မှသူတို့ကိုယ်တိုင်ဒီ example တွေကြောင့်မလို့ဒီ present simple tense ကိုဒါဆိုရင်ဒီလိုအခြေအနေမှာသုံးတာပါလားလို့စဉ်းစားလိုက်တဲ့နည်းပေါ့နော် interactive နည်းတွေလည်းပေါ်ပေါက်လာခဲ့ပေါ့နော်အထူးသဖြင့်ဒီ student center approaches အများစုကတော့ interactive သဘောသွားကြတာဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒီစောစောကကျွန်တော်အစမှာစခဲ့တဲ့ကလေးတွေကိုအင်္ဂလိပ်ဘာသာစကားသင်ပေးတဲ့အခါမှာကလေးတွေဆိုတာအကြောင်းသားတွေကိုပေါ့နော်ဒီသင်ယူသူတွေကိုသင်ပေးတဲ့အခါမှာ bilingual ပေါ့နော်ဒီ second language ဒါမှမဟုတ် foreign language အင်္ဂလိပ်လိုမျိုးဒါကိုသူတို့သင်ယူတက်မြောက်ဖို့အတွက်ဆိုလို့ရှိရင်သူ့ကလေးတွေကိုအထောက်အကူဖြစ်စေအောင်သူတို့ရဲ့မိခင်ဘာသာစကား first language ပါညာဒါတွေကိုလည်းရှင်တွဲပြီးတော့သုံးရမယ်လို့ယူဆတဲ့သူတွေရှိသလိုများအထီးတွေ့ပေးနိုင်ဖို့ရဲ့အတွက်ပေါ့နော်တနည်းအားဖြင့် force လုပ်နိုင်ဖို့ရဲ့အတွက်
မဖြစ်မနေသူတို့ဒီဟာကိုသုံးရတဲ့အခါမှာမြတ်မြတ် exposure များတဲ့အခါမှာပိုတက်မယ်လို့ယူဆပြီးတော့မှ English only သင်ကြားတဲ့နည်းတွေလည်းရှိပါတယ်အဲ့တော့ဘယ်နည်းကကောင်းလဲလို့ပြောလိုက်ရင်ကျွန်တော်တို့ဒီမှာဘယ်နည်းကကောင်းလဲလို့ပြောလိုက်ရင်ကျွန်တော်စောစောကဒီပြောခဲ့တဲ့6ချက်ကိုဆိုတော့ dimensions ပေါ့နော် dimension လေးကျွန်တော်ဒီစုစုပေါင်း9ခုပေါ့နော်ချကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥပမာဆရာတို့ဆရာမတို့ဆိုရင်ဘယ်နည်းကအကောင်းဆုံးဖြစ်မလဲပေါ့နော်ဆရာတို့ဆရာမတို့က form ကိုအဓိက focus ထားပြီးတော့သင်တာကမကောင်းဘူးလို့မြင်တာလားဒါမှမဟုတ် function ကိုအဓိကထားပြီးတော့သုံးတာကပိုကောင်းတယ်လို့မြင်တာလားပေါ့နော်အဲ့တော့အမြင်မျိုးမျိုးရှိလိမ့်မယ်စောစောကပြောလို့အကယ်၍ကိုကacademic writing လိုမျိုးပေါ့နော်ဒါကိုဦးစားပေးပြီးတော့သင်နေဆိုပါလို့ဒါဆိုရင်ဘယ်ဟာကကလေးတွေအတွက်ပို့ပြီးတော့ထိရောက်မှုရှိနိုင်မလဲbilingual နဲ့ monolingual ဆိုပါတော့ကလေးတွေက beginning learners တွေဖြစ်တယ်စပြီးတော့သင်ယူနေကြတဲ့သူတွေဖြစ်တယ်အဲ့တော့အဲ့ဒီခါမှာဒီ monolingual သုံးရမယ်လို့force pressure ပေးလိုက်တဲ့ခါမှာသူတို့ရဲ့ထားပါတော့ effective ပေါ့နော်စိတ်ခံစားမှုပိုင်းဆိုင်ရာကိုရောကိုကထဲသွင်းမစင်းသားသလိုမျိုးဖြစ်သွားလားစသဖြင့်ဒီ dimension တွေကတနည်းအားဖြင့်ဘယ်ဘက်နဲ့ညာဘက်ပြထားပေမဲ့ဘယ်ဘက်ကတော့မကောင်းဘူးညာဘက်ကတော့ကောင်းနေဆိုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆရာမတွေအနေနဲ့ကဘာမှဘယ်ဘက်အစွမ်းဆုံးမှာဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်နှစ်ခုစလုံးရဲ့အလေပေါ့နော်နှစ်ခုစလုံးကိုသင်တော့တစ်ခါတလေမှာ form ကိုရှင်းပြတာရှိမယ်တစ်ခါတလေမှာ function ကိုအဓိကထားပြီးတော့သွားတာဖြစ်မယ်အဲ့တော့ function ကိုအဓိကထားပြီးတော့သွားတဲ့အခါမှာ test တွေပေးတယ်အဲ့ test တွေကိုလောက်ခိုင်းတဲ့အခါမှာကလေးတွေကိုဒါ monolingual အဓိကသွားစီတယ်ပေါ့နော် practice လုပ်စီခြင်းတယ်ဒါပေမဲ့တချို့သော concept တွေကိုရှင်းပြတဲ့အခါမှာဥပမာ form တွေကိုရှင်းပြခြင်းတဲ့အခါမှာကိုယ်က bilingual ကိုသုံးပြီးတော့မှရှင်းပြတာမျိုးဖြစ်ချင်းဖြစ်လိမ့်မယ်စသဖြင့်ပေါ့နော်တနည်းအားဖြင့်တော့ကျွန်တော်တို့ရဲ့ focus လုပ်ပုံကသင်နည်းတွေကတော့သူကတချို့သော dimension တွေကိုသူကကောင်းတယ်လို့သူကတော့ပြောကြမှာပဲဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့သင်တဲ့အကြောင်းစားပေါ်မူတည်ပြီးတော့မှတစ်ခါတလေမှာ form ဘက်ကိုဦးစားပေးတာဖြစ်မယ်တစ်ခါတလေမှာ experiential ဘက်ကိုဦးစားပေးတာဖြစ်မယ်တနည်းအားဖြင့်ကျွန်တော်တို့သွားနေတဲ့ဒီပုံစံကျွန်တော်တို့ရဲ့ focus ကတစ်ဖက်ထဲမှာလို့လည်းပြောလို့မရနိုင်ဘူးတစ်ဖက်ထဲကပဲကောင်းတယ်လို့လည်းယူဆလို့မရနိုင်ဘူးပေါ့နော်အဲ့တော့နေရာပေါင်းစုံမှာပုံစံမျိုးစုံဖြစ်နေနိုင်တယ်ပေါ့နော်အဲ့ဒီလိုဖြစ်နေတာကလည်းဒါကိုယ့်ရဲ့သင်ကြားမှုကမကောင်းဘူးလို့ပြောလို့အလွယ်ပြောလို့မရဘူးပေါ့နော်ဘယ်ဘက်ကဟာတွေကိုသွားမှပိုကောင်းတယ်လို့ဘယ်ဘက်ကဟာကိုသွားရင်ဒါတွေဆိုရင်ခက်မမိဘူးလို့ပေါ့နော်ညာဘက်ကဆိုရင်တော့ပိုခက်မိတယ်ဆိုတာမျိုးတွေမရှိဘူးလို့ကျွန်တော်ကတော့ကျွန်တော်တကူစားယူဆပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်စောစောကဘယ်နဲ့ညာနဲ့ပြောလိုက်တဲ့ခါမှာတချို့ကတော့ဘယ်ဘက်ကဟာတွေကup to date မဖြစ်ဘူး old ဖြစ်နေတယ်လို့ပြောမယ်ညာဘက်ကဟာတွေက new ဖြစ်တယ်လို့ပြောမယ်ဒါပေမဲ့သင်နည်းတွေကိုပြောကြတဲ့ခါမှာနည်းနည်းအရင်တော့ကစပေါ်ခဲ့တဲ့နည်းတွေဆိုရင်မကောင်းဘူးလို့ကျွန်တော်တို့က label တက်ပြီးတော့မှတစ်ဖက်ဆွဲမြင်မိတာမျိုးလည်းဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါကလည်းအထိုက်လျောက်တော့မှန်တယ်လို့တော့ယူဆကြလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကသင်နီးပေါင်းမြောက်များစွာအစင်းပေါ်ထွက်လာခဲ့တယ်ဆိုတာကသင်နီးအစ်စ်တစ်ခုပေါ်လာရဲဆိုတာသင်နီးအဟောင်းကအလုံးမဖြစ်တော့လို့မို့ဒါမှမဟုတ်ရင်လည်းသင်နီးအဟောင်းနဲ့ပတ်သက်ပြီးတော့မချိနှက်တော့လို့ပူကောင်းအောင်ဆိုတဲ့ယူဆချက်နဲ့ကျွန်တော်တို့ကတီထွင်ခဲ့တာဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒီပူကောင်းအောင်တီထွင်လိုက်တဲ့နီးကဘာလာဒီနီးကအကောင်းဆုံးဆိုတာမျိုးတော့ကျွန်တော်အနေနဲ့ယူဆလို့မရဘူးလို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီမှာတခုဆက်မိတာကကျွန်တော်တို့ဒီမှာတင်နီးအဟောင်းနဲ့တင်နီးအသစ်ပဲဆိုပါလို့နော်အဲ့တော့တင်နီးအဟောင်းတွေဟိုအရင်တုန်းကသင်ခဲ့တာတွေကိုကြည့်လိုက်တဲ့အခါမှာအခုကျွန်တော်ရဲ့ supervisor ဆိုရင်သူကဒီ history of language teaching လို့ခေါ်တဲ့ HOLT လို့သူကခေါ်တာပေါ့နော်နေပင်မှာသူကအဓိက attribute လေ့လာတဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့သူရဲ့ဒီ seminar တစ်ခုမှာကျွန်တော်တို့အနေနဲ့ဗာလေးလေ့လာသင်ယူရလဲဆိုတော့သူကအဲ့တော့ဒီ history of language teaching ကိုစိတ်ဝင်စားတဲ့အခါမှာ1900ဝန်းကျင်ကပေါ်ပေါက်ခဲ့တဲ့ကျွန်တော်တို့ဖာမာပေါ့နော်ဖာမာဆိုတဲ့ ENT ကကြော်ကြားတဲ့သူတယောက်ရှိတယ်အဲ့တော့သူကအထူးသဖြင့်တော့သူကဂျပန်မှာအဓိကသူ့ရဲ့contribution ကအဲ့ဒီမှာပိုများခဲ့တာပေါ့နော်ကျွန်တော်သူ့ရဲ့နောက်မှာဒီ home bee တို့ဘာလို့ဆိုတော့လဲသူကဒီဂျပန်မှာသင်တာ
ဒီကနေပြီးတော့စခဲ့ကြတာပေါ့နော်ထားပါတော့အဲ့တော့ second language learner တွေကိုသူတို့သင်ကြတယ်ဆိုတဲ့ဟာလေးပေါ့နော်ဟို foreign language အနေနဲ့သင်ကြတယ်ဆိုတာလေး context ပေးခြင်းလို့ပါအဲ့တော့အဲ့ဒီ Palma ရဲ့ဒီကြော်ကြတဲ့နည်းတွေထဲမှာဥပမာသူက oral method တို့ပေါ့နော်ဆိုတာမျိုးတွေပါတယ်အဲ့တော့ဒီကျွန်တော်တို့ကတော့အဲ့စောစောကပြောတယ်ကျွန်တော် supervisor ကသူကအဲ့ဒီသူ history of language teaching အနေနဲ့သူတည်တနာပြုလုပ်ထားတဲ့အခါမှာသူအဲ့ဒီ Palma ရဲ့လက်ရေးမှုစာရွက်တွေပြီးတော့သူ့ရုံကသင်ခဲ့တဲ့သင်နည်းတွေစာသင်ခန်း extract တွေပေါ့နော်ဒါတွေကိုကျွန်တော်ပြတဲ့အခါမှာအဲ့ဒီမှာဒီ oral method ရဲ့ feature တွေတဲကတချို့သော feature တွေကအခုကျွန်တော်တို့အပြောများနေကြတဲ့ဒီ communicative language teaching ရဲ့ feature တွေနဲ့တွားပြီးတော့တူနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီခါကျတော့အဲ့ဒီခါကတော့ဒီနည်းတွေကဒီ communicative language teaching ပါလို့တော့မသိခဲ့ဘူးပေါ့နော်ဟိုတနည်းအားဖြင့်နာမည်မပေးခဲ့ဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းဆိုပါတော့1900နောက်ပိုင်းခုနှစ်တွေကျတော့မှဒီ communicative language teaching နာမည်ကြီးလာတဲ့ခါကျတော့ဒီရှေ့အနေနဲ့မကောင်းဘူးလို့ကျွန်တော်တို့ကပြစ်ပယ်လိုက်ကြတယ်ပေါ့နော်တနည်းအားဖြင့်သူတို့ရဲ့တရားတွေကလည်းဒီအရင်ကရှိခဲ့တဲ့နည်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ဟိုကျွန်တော်ရဲ့သဘောကတော့ဒီသင်နည်းဆိုတဲ့ဟာကြီးတစ်ခုတည်းကိုအကောင်းဆုံးဆိုပြီးတော့အစွဲပြုတ်ထားတာတက်သူ့ရဲ့ဒီရှေ့မှာပြခဲ့တဲ့ dimension တွေကဘယ် dimension တွေကတော့ဘယ် area ကတော့ကိုယ့်ရဲ့ချောင်းသားတွေတက်ကိုကပို့ပြီးတော့အလေးပေးပြီးတော့သွားသင်မလဲဆိုတာမျိုးစဉ်းစားစေချင်ပါတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်ဒီအကောင်းသင်နည်းအကောင်းဆုံးဆိုတာကိုဒါအများစုကတော့ကျွန်တော်ယုံကြည်ပါတယ်ဆက်မှာအများစုကတော့ဟိုဘာလာဒီသင်နည်းအကောင်းဆုံးလို့မယူဆကြဘူးလို့ယုံကြည်တယ်ဒါပေမဲ့လည်းကျွန်တော်ဆင်မာတွေမှာဒီ PR တွေရှိနိုင်တယ်ပေါ့နော်အထူးသဖြင့်ကိုเจ้าကပေါ့နော်ဒီထားပါတော့ဒီသင်နည်းကိုပဲသင်ရမယ်ဆိုတော့ policy တွေရှိတာမျိုးဒါမှမဟုတ်ကိုတက်ခဲ့တဲ့ training ကဒီနည်းကတော့အကောင်းဆုံးပဲဒါနဲ့သင်ရမယ်လို့ပြောတာမျိုးပေါ့နော်ဒါမှမဟုတ်ကိုဖတ်ခဲ့တဲ့စာအုပ်ကဒီသင်နည်းဟာအကောင်းဆုံးလို့ပြောတာမျိုးတွေဖြစ်လိမ့်မယ်ဒါမှမဟုတ်ကိုကဒီကိုเจ้าသားတွေအတွက်တခြားသင်တော်မယ့်နည်းတွေကိုသုံးပေမဲ့ကိုယ့်ရဲ့ colleagues တွေကဒီသင်နည်းကတော့ update မဖြစ်တဲ့သင်နည်းအဟောင်းကြီးကိုသုံးနေတာပဲဆိုပြီးတော့မှဟိုအမြင်ခံရမှာစိုးရိမ်တာမျိုးဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်မိဘတွေရဲ့ pressure ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဟုတ်ကျွန်တော်နားလည်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကသင်နည်းတစ်ခုတည်းကိုအစွဲပြုတ်ပြီးတော့မှဟိုသင်နေကြတာကလည်းဒီ pressure တွေကြောင့်ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ချက်ကတော့ဒီ there is no single best teaching method ပေါ့နော် that works for all teachers and all learners အဲ့တော့ဒီကျောင်းသားတိုင်းဆရာတိုင်းအတွက်ဟို universal ပဲဆိုပါတော့เนาะဒီသင်နည်းတစ်ခုထားပါတော့ CLT ပဲဆိုပါတော့เนาะဘယ်စာသင်ခန်းမဲ့တော့ဘယ်ကျောင်းသားနေပဲသင်တယ်ဒီနေ့ကတော့ M10 အလုပ်ဖြစ်တယ်ဒါကတော့အကောင်းဆုံးလို့ပြောလို့ရတဲ့အနေမရှိဘူးလို့ကျွန်တော်ကတော့ယုံကြည်တယ်အများသောအားဖြင့်ကျွန်တော်တို့ဒီသင်နည်းအများစုကဆိုပါတော့ကျွန်တော်ဒီအနောက်နိုင်ငံတွေအထူးသဖြင့် US တို့ UK တို့ကနေပြီးတော့ရှိတဲ့ပညာရှင်တွေကနေပြီးတော့တည်ထွင်ခဲ့ကြတာအများစုဖြစ်တယ်ပေါ့နော်အဲ့ဒီသင်နည်းတွေကိုသူတို့စမ်းသပ်ခဲ့တဲ့သူတွေကအများစုကလည်းကျောင်းသားတွေကလည်းဒီသူတို့နိုင်ငံတွေရဲ့စာသင်ခန်းသူတို့ရဲ့ context မှာအဓိကတည်ထွင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဆိုပါတော့ဒီလန်ဒန်မှာရှိတဲ့ဟိုစာသင်ခန်းတစ်ခုတွေမှာကျောင်းသားအများစုရှိလားကျွန်တော်တို့က10ယောက်ပဲရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဟိုစာသင်ခန်းကလည်း10ယောက်အတွက်အင်တန်ကျဲတယ်လုံလောက်တယ်ပေါ့နော်နောက်တစ်ခုကဒီထိုင်ကုန်အနေထားဘာညာကအစားပေါ့နော်အဆင်ပြေတယ်အခုသူတို့မှာလိုအပ်တဲ့သင်ထောက်ကူတွေ digital projector တွေအဆုံးရှိတယ်ပေါ့နော် computer တွေရှိမယ်အဲ့တော့အဲ့ဒီအနေထားမှာသူတို့သုံးတဲ့ဒီသင်နည်းတစ်ခုဟာထိရောက်တယ်ဆိုတိုင်းအဲ့ဒီနည်းကိုကျွန်တော်ကထားပါတော့ကျွန်တော်ဟိုစာတော့ကကျွန်တော်ရဲ့ဟိုတာဝန်ကျတာစာသင်ခန်းထဲမှာကျောင်းသား60နှစ်ယောက်ရှိတဲ့စာသင်ခန်းထဲကိုခုံတစ်ခုမှာကျောင်းသား4ယောက်5ယောက်တစ်ခါလီမှာထိုင်နေတယ်ပေါ့နော် course book ဆိုရင်2ယောက်တအုပ်တချို့ဆိုလို့ရှိရင်အဲ့တော့ခုံတစ်ခုလုံးမှာတအုပ်ပဲရှိတယ်ပေါ့နော်အဲ့လိုမျှဝေနေပြီးတော့မှသီလာသင်ယူနေတဲ့စာသင်ခန်းတစ်ခုမှာဒီစာသင်ခန်းရဲ့ကျောင်းသားတွေအနေနဲ့စာသင်နှစ်တစ်နှစ်ပြီးတဲ့အခါမှာသူတို့ရဲ့အထူးရွေးချက်ကသူတို့ရဲ့ဒီစာမေးပွဲကိုအောင်မြင်အောင်ဖြည့်ဖို့အဲ့ဒီစာမေးပွဲအောင်မြင်မှသာလျှင်သူတို့အနေနဲ့နောက်တစ်ဆင့် higher education ကိုဆက်သွားနိုင်မယ်အဲ့တော့သူတို့ရဲ့ရွေးချက်သူတို့ရဲ့ contact သူတို့ရဲ့လက်တွေ့ရှိနေတဲ့အနေအထားအရဒီလန်ဒန်မှာရှိတဲ့စာသင်ခန်းမှာအလုပ်ဖြစ်ခဲ့တဲ့သင်နည်းဟာကျွန်တော်ရဲ့စာသင်ခန်းထဲမှာ
အလုပ်ဖြစ်ချင်မှဖြစ်လိမ့်မယ်ပေါ့နော်ဒီသင်နည်းဟာအင်မတန်ကောင်းလိမ့်မယ်တခြား context မှာတော့ဒါပေမဲ့ကျွန်တော် context မှာတော့ကျွန်တော်သင်ချင်တဲ့ရွယ်ချက်နဲ့ကိုက်ညီချင်မှာကိုက်ညီမယ်အဲ့ဒီခါမှာကျွန်တော်အနေနဲ့ဒီသင်နည်းတဲကနေမှကျွန်တော်ရှေ့ကပြတဲ့ dimension တွေကဘယ်ကောင်းတဲ့အချက်ကိုတော့ကျွန်တော်ယူမလဲပေါ့နော်အဲ့တော့ဘယ်လိုကျွန်တော် adapt လုပ်မလဲဆိုတာကိုကျွန်တော်အနေနဲ့စဉ်းစားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေအဲ့တော့စဉ်းစားတဲ့အခါမှာ what is the best method ဆိုပြီးတော့ရှာတာမျိုးထက် which method works for my learners ပေါ့နော် in my context ကိုယ့်ရဲ့ context မှာရှိတဲ့ကိုယ်ကျောင်းသားတွေအတွက်ဘယ်နည်းကတော့အလုပ်ဖြစ်တယ်လဲဆိုတာကိုရှာဖို့ပိုအရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီလိုပြောလိုက်တဲ့အခါမှာဒါကတော့လွယ်တာပေါ့နော်လွယ်တာပေါ့ဆိုအပြောကတော့လွယ်တာပေါ့အထူးသဖြင့်ကျွန်တော်ဒီလုပ်ငန်းဝင်သားဆရာမတွေအနေနဲ့ဆိုလို့ရှိရင်ဘယ် method ကခေါင်းနေရလို့မရှိဘူးလို့ဆိုပါဆိုကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဘယ်ဟာပဲသုံးအဲ့တော့ဆင်ပြေတယ်ပေါ့နော်reason ကလည်းလွယ်ပြလို့ရသွားတာပေါ့နော်there is no single best method အဲ့ဒီလိုမျိုးပြောရင်လေအဲ့တော့ဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဓိကအနေနဲ့ကျွန်တော် user ကတော့ဒီအခုမှလုပ်ငန်းကိုဝင်စား novice teacher တွေအနေနဲ့ဆိုလို့ရှိရင်တော့သက်ဆိုင်ရာ method တွေသူ့ရဲ့ prescription သဘောမျိုးပေါ့နော်ဒါတွေကိုသိထားဖို့လိုတယ်ဒါမှလည်း structure ပေါ့နော်သူတို့အနေနဲ့ framework တွေ structure တွေဒါတွေကိုသိထားဖို့လိုတယ်ဒါမှသာလျှင်သူတို့ရဲ့သင်ယူစအခြေအနေမှာဒီသင်နည်းတွေအတိုင်းသူတို့အနေနဲ့ try လုပ်ကြည့်မယ်ပေါ့နော်အဲ့ဒီလူဟာနေသင်ရင်နဲ့မှာပြန်လဲသုံးသပ်ကြည့်ပြီးတော့ဒါကတော့အလုပ်ဖြစ်တယ်ဘယ်ဘိုင်းတော့အလုပ်မဖြစ်ဘူးဆိုတာမျိုးပြန်ပြီးသုံးသပ်ပြီးတော့မှအဲ့တော့ဒီအလုပ်မဖြစ်တဲ့နေရာမှာဘယ်နည်းကဟာလေးကိုတော့ဘယ်လိုသုံးလိုက်လို့ရနိုင်မလဲစသဖြင့်ဒါမျိုးtry ဖို့အတွက်တဖြည်းဖြည်းနဲ့မှ try ဖို့အတွက်ဒါလုပ်တင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့် the best method ကဘာလဲလို့ပြောလိုက်ကျွန်တော်အနေနဲ့ the best method ကကျွန်တော်တို့ဆရာမတွေကိုယ်တိုင်ပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဆရာမတို့ကိုယ်တိုင်ကပဲဒါအကောင်းဆုံးနည်းလို့ပြောနိုင်တယ်ဘယ်တင်နည်းပဲဖြစ်ဖြစ်ကိုတင်တဲ့ဆရာကသာကိုကျောင်းသားတွေအတွက်ရည်ရွယ်ပြီးတော့စိတ်အားတက်ကြွစွာနဲ့သူတို့ရဲ့အကျိုးမျှော်ကိုပြီးတော့တင်မယ်ဆိုလို့ရှိရင်ဒါတနည်းနည်းအပြင်တော့ကျောင်းသားတွေအတွက်အကျိုးတစုံတရာရှိမယ်ပေါ့နော်ကျွန်တော်စောစောပြောခဲ့သလိုပဲဒီသင်ယူစာသင်စာအခြေအနေလောက်သက်မှုရဲ့ဆရာမတွေလုပ်ငန်းဝင်လာဆရာမအနေနဲ့သက်ဆိုင်ရာ method တွေရဲ့ structure တွေ framework တွေဒါတွေကိုတော့သိထားဖို့လိုလိမ့်မယ်ဒါပေမဲ့အဲ့ဒီနီးတစ်ခုလုံးကိုပဲကိုယ့်ရဲ့စာသင်နေလောက်သက်တာ10နှစ်ပြည့်သွားတယ်ကိုကဒီသင်နီးပဲဘာလာဒီကျောင်းသားတွေပဲကျောင်းသားပဲလာဒီသင်နီးပဲလို့သင်နေမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့နည်းနည်းတော့စဉ်းစားဖို့လိုပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘာတွေစဉ်းစားမှလဲဆိုတော့ကိုအနေနဲ့ထိထိရောက်သင်ကြားတဲ့ဆရာမတရားဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုသင်လိုက်တဲ့သင်ခန်းစာတစ်ခုဥပမာတစ်ခုပြီးသွားတယ်ဆိုလို့ရှိရင်ဒီသင်ခန်းစာကဘယ်နေရာမှာတော့ကိုကျောင်းသားတွေအတွက်အထောက်အကူဖြစ်သွားစေလဲဘယ်ပိုင်းမှာတော့ကိုကျောင်းသားတွေအတွက်စိန်ခေါ်မှုတွေဖြစ်စေနိုင်လဲအဲ့တော့အလွယ်ပြောမယ်ဆိုရင်တော့ what went well ပေါ့နော်what do I need to improve ပေါ့နော်ဘာဆက်ပြီးတော့တိုးတက်အောင်လုပ်ဖို့လိုလဲစသဖြင့်ကိုအနေနဲ့ပြန်လဲသုံးသပ်ဖို့ reflection လုပ်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ reflection နဲ့ပတ်သက်လို့နောက်ပိုင်းကျွန်တော်ဆက်ပြောချင်တာလေးတော့ရှိပါသေးတယ်ဥပမာ reflection in action တို့ reflection on action တို့စသဖြင့်ပေါ့နော်ဒါပါတော့ဒါပေမဲ့အဲ့တော့ကိုအနေနဲ့ဒီကိုရဲ့သင်ကြားကြီးတိုးတက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့မရှိမဖြစ်လုပ်ရမှာကပြန်လဲသုံးသပ်ပြီးတော့စဉ်းစားဝေဖန်ရပါမယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီတိုင်းတစ်နေ့လာလဲတာပြီးသွားရင်ကျွန်တော်တို့ကဒီ routine ကြီးထဲမှာပဲပတ်လည်နေပြီးတော့ကိုယ့်ရဲ့သင်ကြားမှု skill တွေကတိုးတက်လာဖို့အတွက်မဖြစ်နိုင်ဘူးပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဆရာမအနေနဲ့အဲ့တော့ကိုကျောင်းသားတွေအတွက်တကယ်ကိုကျောင်းသားရဲ့အကျိုးမျှော်ကိုတဲ့သူတွေဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒါကြောင့်စောစောကစာသင်တဲ့အခါမှာအကယ်၍ကိုသင်နေတဲ့ဟာကအလုံးမဖြစ်ဘူးဆိုလို့ရှိရင်ဒီသင်နည်းကိုပြောင်းလဲပစ်ဖို့အတွက်စိတ်ဆန္ဒရှိရမယ်ပေါ့နော်ဆိုလိုတာအဲ့တော့ဒီသင်နည်းရပဲသူများအဲ့တော့ငါ training မှာဒီသင်နည်းအကောင်းဆုံးလို့ပြောတယ်ဒါကြောင့်ငါဒါသုံးတယ်မျိုးတက်ရှင်တက်မတက်ရှင်နေအဲ့တော့ဒါမျိုးတော့ပြောလို့မရဘူးနော်ကိုအနေနဲ့ကိုကျောင်းသားတွေရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီကိုပြင်ထားတဲ့သင်ခန်းစာတစ်ခုကအလုံးမဖြစ်ဘူးဆိုရင်ပြောင်းလဲဖြစ်ဖို့အတွက်ဝင်မလေးရဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ presentation အများစုမှာကျွန်တော် reference လုပ်လို့ရှိတာလေးကအဲ့တော့ teach the learner not the plan ပေါ့နော်
ကျွန်တော်က plan ကိုတင်တာမဟုတ်ကိုယ့်အကြောင်းသားကိုအဓိကတင်တာဖြစ်ပါတယ်ကိုယ့်အကြောင်းသားပေါ်အဓိကမူတည်ပြီးတော့လိုအပ်ရင်လိုအပ်သလိုပြောင်းလဲပြီးတော့တင်ကြရမှာဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်เนาะ series မှာတော့အနေနဲ့ဒီဘယ်တင်နည်းအကောင်းဆုံးလဲလို့ရှာဖွေတာထက်ဒီကိုသုံးတဲ့တင်နည်းတခုလည်းဖြစ်မဲ့ဒါမှမဟုတ်ရင်တင်ဒီပေါင်းစုံကကောင်းတဲ့အချက်တွေတင့်တော်တဲ့အချက်တွေဖြစ်လိမ့်မယ်အဓိကကတော့ကိုသုံးတဲ့ဟာကကိုအကြောင်းသားကိုစာသင်ခန်းကိုအကြောင်းနဲ့ကိုက်ညီဖို့အတွက်အရေးကြီးပါတယ်ဒါကြောင့် make sure it's relevant to your classroom to your students ပေါ့နော် and even to yourself ပေါ့နော်ကိုအနေနဲ့ဒီတင်ဒီကတင့်တော်တဲ့ကောင်းတဲ့လူကိုကယုံကြည်ချက်ပြင်းပြတယ်ဆိုလို့ရှိရင်ကိုအကြောင်းသားတွေကလည်းဒီတင်ဒီအတွက်ဒီတင်ဒီပေါ်မှာယုံကြည်မှုတွေရှိလာနိုင်တယ်ဒီတင်ဒီကိုပို့ပြီးတော့မှစိတ်ဝင်စားလာနိုင်တယ်ပေါ့နော်အခုကကျွန်တော်စောစောပြောလို့ပဲအကောင်းဆုံးကြီးဆိုပြီးတော့မှတွယ်ဖက်နေတာတဲ့လိုအပ်ရင်လိုပြောင်းလဲဖို့အတွက်တိုက်တွန်းချင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အကြောင်းသားတွေကိုသင်တိုင်းမှာစိတ်ထဲကနေပြီးတော့မှတကယ်ကို passion ပေါ့နော်ရှိနဲ့သင်ကြားဖို့အတွက်လိုအပ်ပါတယ်သူတို့ဒီဟာကိုတက်မြောက်သွားစေရမယ်ဆိုတဲ့စိတ်လေးနဲ့ပေါ့နော်ကျွန်တော်တို့သင်ကြားကြမယ်ပေါ့နော်ကျွန်တော်မြန်မာသင်ကြားရေး context မှာတော့ဒီစေတနာပေါ့နော်စေတနာထားပြီးတော့ကျွန်တော်တို့သင်ကြားကြတယ်လို့ပြောကြတယ်ဟာပေါ့နော်အဲ့တော့အဲ့ဒီလိုလေးသင်ကြားကြမယ်ဆိုလို့ရှိရင်เนาะကျွန်တော်အနေနဲ့ series မှာတွေအကြောင်းသားတွေကအဲ့တော့သူတို့လိုချင်တဲ့ရွေးချက်ပန်းနိုင်နေရကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ပြောတဲ့အပိုင်းနည်းနည်းတော့ရှိသွားတယ်ပေါ့နော်အဲ့တော့အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်